အဲ့တော့ကျွန်တော်တို့ position explanation အကြောင်းလေးကိုနည်းနည်းရှင်းပြခြင်းပါတယ်အဲ့တော့ position explanation မှာကျွန်တော်တို့ပထမဆုံး rector ဆိုတာဘာမောက်ခါကျုပ်ပေါ့နော် now prorector ဆိုတာဒုတိယဘာမောက်ခါကျုပ်ကိုပြောတာပါ now ကျွန်တော်တို့ professor and head ဘာမောက်ခလည်းဖြစ်တဲ့ဌာနမှူးလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ now professor ဘာမောက်ခဖြစ်တယ်ပေါ့ now associate professor အဲ့ဒါ recruit ဘာမောက်ခပါ now ကျွန်တော် senior consultant SEA ခေါ်တာပေါ့နော် senior အတိုင်ပင်ခံဆရာဝန်ပေါ့နော် now စာသင်တဲ့မှာဆိုရင်ကျွန်တော် lecturer တီးဟဲခေါ်တာပေါ့ကတိက now junior consultant JCS ဒါ junior consultant ဖြစ်ပါပဲ now ကျွန်တော် first assistant ပထမလက်ထောက်ဆရာဝန်ဖြစ်ပါတယ် now တမီးကတော့ကျွန်တော်တို့ SAS specialist assistant surgery ပေါ့နော်အထူးကုလက်ထောက်ဆရာဝန်ဖြစ်ပါတယ်နောက်တစ်ခုကတော့ PG post graduate ပွဲလွန်ကျောင်းသားပေါ့ကျွန်တော်တို့ MBBS ပြီးလို့ရှိရင်နောက်ထပ် MSc ယူရန်အတွက်ပြင်ဆင်နေတဲ့ကျောင်းသားတွေကိုတော့ကျွန်တော်တို့ PG လို့ခေါ်ပါတယ်ဒါတွေကတော့ position and installation ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်